Hello မင်္ဂလာပါဒီနေ့ပြပြချင်တာလေးကကြတော့ဒီထိုင်းနိုင်ငံမှာဆရာမလာလုပ်မယ်ဆိုတော့ပေါ့နော်တခြားမြန်မာနိုင်ငံအတွေ့အကြုံရှိဆရာမများတွေဆရာမများပေါ့နော်တခုလောက်ပြပြပေးချင်တာပေါ့နော်ကောင်းတဲ့အချက်လေးလည်းရှိသလိုဆိုတဲ့အချက်လေးလည်းရှိပါတယ်ကောင်းတဲ့အချက်လေးကတော့အရင်ဆုံးကောင်းတဲ့ချက်ကစပြပြပေးမယ်ပေါ့နော်ကောင်းတဲ့အချက်လေးကကြတော့ဒီမှာဆက်ဆက်ရအခြေအနေတော်လာဆက်ဆံရေးပေါ့နော်တော်လာဆက်ဆံတာဒါမှမဟုတ်ဒီတနေရာနေတနေရာသွားတာအရင်မြန်ဆန်ပါတယ်ပြီးတော့ယထာတွေရှိတယ်ကားတွေပေါ့နော်ပြီးတော့လျှက်စမီးကလည်းအချိန်တိုင်းရနေဆိုတော့အဆင်ပြေတယ်ပေါ့နော်နောက်ကောင်းဆိုတာလေးတစ်ချက်ကကြတော့ဒီလိုမျိုးစရအဆင်ပြေပေမဲ့ပေါ့နော်တခါလေကြာရင်transportation fees တွေကြတော့အရင်ပေးရတာမျိုးရှိရပေါ့နော်ယထာဆိုလို့ရှိရင်လည်းဈေးကြီးတယ်ပေါ့နော်အဲ့လိုမျိုးတနေရာနေတနေရာသွားမယ်ဆိုလို့ရှိရင်ယထာကလေးဈေးကြီးရပေါ့နော်အဲ့တော့အရင်ဆုံးဒီကျတို့ပြင်ဆင်လာမယ့်ဟာလေးကကြတော့ဒီလိုလာမယ်ဆိုလို့ရှိရင်အရင်ဆုံးပတ်စံထည့်လာပေါ့နော်ပတ်စံလေးပို့ပြီးတော့ဆောင်လာခဲ့ဖို့ပေါ့နော်ဒါမှသာကိုကဒီအလောက်ရှာနေတဲ့ကာလမှာပေါ့နော်ဒီနေဖို့ထိုင်ဖို့ရောစားဖို့တောက်ဖို့တော့အဆင်ပြေအောင်ပေါ့နော်ကိုယ်အတွက် survive ဖြစ်အောင်ပေါ့နော်ဒီမှာနေတက်စားတက်သွားအောင်လို့ပေါ့နော်အဲ့လိုမျိုးနေဖို့ကာလတစ်ခုတော့ရှိလို့ရပေါ့နော်ချက်ချင်းကြီးတော့ရောက်လာပြီးချက်ချင်းကြီးအလုပ်ရတာတော့မရှိကြဘူးပေါ့နော်ရှားတယ်ပေါ့နော်အဲ့တော့survive ဖြစ်အောင်လို့ကိုကပတ်စံလေးနည်းနည်းပို့ပြီးတော့ဆောင်လာဖို့တော့အကြံပေးချင်တယ်ပေါ့နော်အဲ့လိုလေးဆောင်လာပြီးသွားလို့ရှိရင်ကြတော့နောက်ပိုင်းကျလို့ရှိရင်ကိုတက်လာတက်ဖြစ်သွားပြီးအလုပ်တွေလည်းရှောက်နေပြီးဒီခါကျရင်အလုပ်က online မှာရှာရတာမျိုးနဲ့ကံကောင်းရင်တော့ online မှာရှောက်ရင်းနဲ့ email တွေနဲ့ like ပို့ရင်းနဲ့ပဲအလုပ်ရသွားတတ်တယ်ပေါ့နော်တကယ်လို့မရလို့ရှိရင်အပြင်မှာသွားပြီး working ရှာရတာမျိုးဆိုလို့ရှိရင်တက်လာတက်ဖို့အရေးကြီးရပေါ့နော်အဲ့လိုလေးအတွက်ကြောင့်မလို့ဒီပတ်စံလေးပို့ဆောင်လာတာမျိုးပေါ့နော်ဟိုမှာ2လ3လစာပေါ့နော်ကိုရဲ့တွက်ချက်တာပေါ့နော်အိမ်စရိတ်နဲ့စားစရိတ်အဲ့လိုပုံစံမျိုးလေးတွေတွက်ချက်ပြီးတော့လာတာပို့ပြီးတော့ကောင်းပါတယ်ပြီးတော့ဒီထိုင်းနိုင်ငံအကြောင်းတွေမှာကျတော့ချက်ချင်းအလုပ်ဝင်တာနဲ့ပေါ့နော်ဒီကျတို့ပထမဆုံးကြုံတွေ့ရမယ့်အခက်အခဲပေါ့နော်အခက်အခဲလေးကကျတော့ဒါလဲဆိုလို့ရှိရင်သူတို့ကlanguage နဲ့ပတ်သက်ပြီးတော့ပေါ့နော်communicate လုပ်ရတဲ့နေရာမှာပေါ့နော်ဆက်ဆံရေးမှာပေါ့တခါလေကြာရင်ကိုယ့်အတွက်ခက်ခဲတာမျိုးရှိတယ်ပေါ့နော်ဆရာမတော်တော်များများအစိုးရအကြောင်းတွေမှာဆိုလို့ရှိရင်ဆရာမတော်တော်များများက English လို့တိတ်ပြီးတော့communicate လုပ်တတ်တဲ့ဆရာမကရှားရပေါ့နော်အဲ့လိုမျိုးဆိုတော့ကိုယ်အနေနဲ့ထိုင်းလူလေးနည်းနည်းပြောတတ်လို့ရှိရင်လည်းပိုအဆင်ပြေတာပေါ့နော်တကယ်လို့မပြောတတ်ဘူးဆိုလို့ရှိရင်လည်းကို communication တော့ရအောင်တော့လုပ်ပေါ့နော်အဲ့လိုမျိုးအဆင်ပြေသွားပြီဆိုလို့ရှိရင်တော့ဒါအကြောင်းသားတွေကိုစာတင်လို့အပိုင်းမှာပဲနည်းနည်းအခက်ခဲရှိလိမ့်မယ်ပေါ့နော်ကျန်တာတော့အဆင်ပြေပါလိမ့်မယ်လို့ဆိုဆက်ဆံရေးကကြတော့80%လောက်ကအရေးပါတော့လေအဲ့လိုမျိုးဆိုတော့ဒီကျောင်းနဲ့ဆက်ဆံရေးကိုကလေးတွေနဲ့ဆက်ဆံရေးအကုန်လုံးမှာအဆင်ပြေနေလို့ရှိရင်တော့ပို့ပြီးတော့ထိုင်းနိုင်ငံမှာလာပြီးတော့စာတင်ရတာပို့ပြောစရာကောင်းပါလိမ့်မယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီ visa process ကတော့ထုံးစံတိုင်းပဲပေါ့နော်ဒီကျတို့အချိန်နေပေးရတာမျိုးရှိပါလိမ့်မယ်ငွေလည်းကုန်ပါတယ်ဒီကျတို့ဒီလိုမျိုးကြားပေးမယ်ဆိုပေမဲ့လည်းခါလေးကြာရင်ကိုယ့်ဘက်ကစိုက်ထုတ်ရတာမျိုးလမ်းစိတ်တို့ဘာလို့ဒါမျိုးလေးစိုက်ထုတ်ရတာမျိုးလေးရှိရပေါ့နော်သူစစ်တာတို့ဘာလို့အကုန်လုံးပေါ့နော်အဲ့လိုမျိုးလေးတွေပေးရတာမျိုးလေးရှိတယ်အဲ့ဒီအတွက်ကိုလည်းရှိထားလို့ရှင်တော့ကိုတက်ပိုကောင်းတာပေါ့နော်နောက်ကောင်းတဲ့ချက်လေးပြောရလို့ရှင်တော့ဒီမှာကနေထိုင်စက်တောက်ကြီးကအရန်လွယ်ကူတော့ပေါ့နော်တခုဆိုလို့ရှိရင်ဟိုကိုလှုပ်ချင်တာဆိုလို့ရှိရင်အချိန်မဆိုင်ပဲလှုပ်လို့ရတယ်ပေါ့နော်အဲ့ဒါလေးဆိုလို့ရှိရင်လည်းကောင်းပါတယ်ပြီးတော့ဒီမှာ local တွေပေါ့နော်ထိုင်း local တွေတော်တော်များများကသဘောကောင်းကြရတယ်ပေါ့နော်သဘောကောင်းကြရကူညီပေးတတ်ကြရတယ်ကိုယ့်ဘက်ကတော့ရင်ကြီးရှိဖို့ရလိုတာပေါ့နော်အဲ့လိုမျိုးရင်ကြီးရှိတယ်ဆက်ဆံရေးအဆင်ပြေတယ်ဆိုလို့ရှိရင်တော့အချိန်ကာလမကြာဘူးပေါ့နော်အဆင်ပြေသွားမှာပါနောက်ပြီးတော့တက်နိုင်ဆုံးတော့မြန်မာပြည်မှာရှိနေသေးတယ်ဆိုလို့ရှိရင်တော့ကျောင်းနေမှာပေါ့နော် online သင်တာတွေမဟုတ်ပဲတကယ်လို့ကအပြင်ကျောင်းသင်တာမျိုးဆိုလို့ရှိရင်အပြင်ကျောင်းမှာပေါ့နော်အတွေ့အကြုံလေးများများယူစေခြင်းတယ်ပေါ့နော်အဲ့လိုလဲဆိုဒီမှာကျောင်းသားအင်အားများတယ်တစ်ခန်းမှာအယောက်40 50ဒီလိုမျိုးကလေးတွေကလည်းမျိုးစုံပေါ့နော်အရွယ်ဆောင်ကလေးငယ်လေးတွေကနေပြီးတော့ကြီးတဲ့အထိသင်ရတာမျိုးအဲ့လိုမျိုးရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော်သူအတွေ့အကြုံလေးတွေများများရှိထားလို့ရှိရင်ဒီမှာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ဒီတကယ်လို့အတွေ့အကြုံမရှိရင်ကြတော့ဒီကြတော့မှအတွေ့အကြုံရှာတာမျိုးဆိုလို့ရှိရင်တော့ဆရာမတို့တက်ကခက်ခဲမှာပေါ့နော်ဆရာမတို့တက်ခက်ခဲပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒီမှာ language barrier လည်းကလေးတော်တော်များများကရှိကြတော့လေသူတို့က English လိုလဲသိပြီးတော့communicate မလုပ်တတ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ဘက်ကနေပြီးတော့ဒီလိုtechniques တွေပေါ့နော်နည်းစနစ်တွေဒီ classroom management နဲ့ပတ်သက်တဲ့ဟာမျိုးလေးအဲ့ဒါမျိုးလေးတွေကိုယ့်ဘက်ကနေပြီးတော့အပြင်တွေ့ကြုံနေရှိထားရင်တော့ကိုယ့်တက်ပွေးတပန်းတာပြီးတော့အလုပ်ရနိုင်ကြလဲပုံများပါတယ်ပြီးတော့ interview လေးတွေလည်းအများကြီးလုပ်ရတာမျိုးရှိပါတယ်အဓိကတော့ဇွဲရှိဖို့ပါပဲဇွဲရှိလို့ရှိရင်တော့အလုပ်ရပြီးတော့ပေါ့နော်တနေ့အတွင်းမှာပဲခြေနေလေးအဆင်ပြေသွားပါလိမ့်မယ်ဟုတ်ကဲ့ရှင်ကျေးဇူးတင်ပါတယ်